皆さんこんにちは。အားလုံးပဲမင်္ဂလာပါ။တနရှိကခွေရုပ်ခုဆိုတနရှိတင်တဲ့ကြောင်းမှာကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့6လပိုင်းနဲ့တက်ဆောင်မှုပဲနီလာပြီဖြစ်တဲ့အတွက်ကြောင့် M5 အောင်ဖို့အတွက်အရေးကြီးတဲ့ဘတ်တဲဖောင်နဲ့ဘတ်တာဖောင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲဘတ်တာဖောင်ဆိုတာဘာလဲဘတ်တဲဖောင်ဆိုတာဘာလဲတတိချာချာလေးနားလည်ကြပြီလား။ဒီလေးမှာတော့တဲဖောင်နဲ့တာဖောင်ကိုတီးထားရင်ဘယ်လိုကြိုးကျေးဇူးတွေရှိမလဲတဲဖောင်နဲ့တာဖောင်ကိုဘယ်လိုပြောင်းမလဲတဲဖောင်နဲ့တာဖောင်ရဲ့သတိထားရမယ့်ချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆန်စီတို့တဲဖောင်ကိုမတင်ငင်တုန်းကဆိုရင်ခောဝ6時に起きましたဒီနေ့မိနစ်6နာရီမှအိပ်ရာထားခဲ့ပါတယ်そして朝ごはんを食べましたပြီးတော့မိနစ်စာစားခဲ့ပါတယ်そしてバスで会社へ行きますပြီးတော့ဘတ်စကားနဲ့ကုမ္ပဏီကိုတွားပါတယ်ဆိုပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာတွေကိုဝကြအများကြီးတုံးပြီးတော့ပြောကြရဲပေါ့နော်ဆန်းစေးတို့ဘတ်တဲ့ဖောင်ကိုတင်ပြီးတဲ့နောက်မှာခောဝါ6時に起きてမိနစ်6နာရီအိပ်ရာထားပြီးတော့အာစာကိုဟန်ကိုတာပဲတဲ့မိနစ်စာကိုစားပြီးတော့バスで会社へ行きますဘတ်စကားနဲ့ကုမ္ပဏီကိုတွားပါတယ်ဆိုပြီးတော့စာကြောင်းရည်တွေအများကြီးမသုံးမင်းနဲ့ဘတ်တေးဖောင်ကိုသုံးပြီးတော့တဘာဝကြကြလေးနဲ့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့အားလုံးမေဘတ်တေးဖောင်ကိုဘယ်လိုသုံးရလဲဆိုတာနားလည်သွားကြပြီထင်ပါတယ်ဘတ်တေးဖောင်ဆိုတာစာကြောင်းတွေကိုစစ်ပြီးတော့ action တွေကိုဖော်ပြတဲ့နေရာမှာသုံးပါတယ်ဆန်းစေးတို့ဘတ်တာဖောင်ကိုမတင်ရသေးခင်တုန်းကအရန်စူးစမ်းပြီးစာလေးလာခဲ့ပါတယ်လို့ပြောခြင်းအရှော့ခံမေဘန်ကျိုရှိမစတာဒါကြောင့်စာမှုပဲအောင်မြင်ခဲ့ပါတယ်လို့ပြောခြင်းဒါခါရရှိခန်းနီကိုကာကုရှိမစတာဆိုပြီးတော့ပြောရပါတယ်တာဖောင်ကိုတင်ပြီးတဲ့နောက်မှာစာကြောင်းနှစ်ကြောင်းကိုစစ်ပြီးတော့ဘလို့တဘာဝကြကြပြောနိုင်မလဲဆိုတာစမ်းစီနဲ့တူတူလေ့လာကြည့်ရအောင်စမ်းစီတို့ဘတ်တာဖောင်ကိုတင်ပြီးတဲ့နောက်မှာရန်စူးစမ်းပြီးစာလေးလာခဲ့တာကြောင့်စာမှုပဲအောင်ခဲ့တယ်လို့ပြောခြင်းပထမတစ်ကြောင်းအနေနဲ့အရှော့ခံမေဘန်ကျိုစတာခါရရှိခန်နီကိုကာကုစတာနောက်တစ်ခုအနေနဲ့အရှော့ခံမေဘန်ကျိုစတာနော်တဲ့ရှိခန်နီကိုကာကုစတာဆိုပြီးတော့ဘတ်တာဖောင်ကိုသုံးပြီးတော့စာကြောင်းနှစ်ကြောင်းကိုဆက်ပြီးတော့တဘာဝကြကြလေးပြောနိုင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အားလုံးပဲခုဆိုရင်တော့ဘတ်တာဖောင်ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုတာနားလည်ကြမယ်လို့ထင်ပါတယ်ပထမတစ်ချက်အနေနဲ့ဘတ်တာဖောင်ကိုပြီးမြောက်သွားတဲ့ action တွေကိုဖော်ပြတဲ့နေရာမှာသုံးပါတယ်ဒုတိယချက်အနေနဲ့ကတော့ဘတ်တာဖောင်ကိုစာကြောင်းတွေကိုဆက်တဲ့နေရာမှာသုံးပြုလို့ရပါတယ်ဒါဆိုရင်တော့ဒီနေ့မှာဘတ်တဲဖောင်နဲ့ဘတ်တာဖောင်ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဘာတွေ့တင်ရလဲဆိုတာကိုအားလုံးပဲသိသွားကြမယ်လို့ထင်ပါတယ်ဒါဆိုရင်တော့ဘတ်တဲဖောင်နဲ့ဘတ်တာဖောင်ကိုဘယ်လိုပြရမလဲဆိုတာတွေဘတ်ကို group ဘယ်လိုခွဲရမလဲဆိုတာတွေကိုနောက်ဗီဒီယိုတွေမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆန်းစစ်မေးတော့မလို့ဆန်းစစ်တို့တင်တဲ့ကြောင်းမှာ6လပိုင်း16ရက်နေ့ကစတင်ပြီးတော့ဂျပန်စာတန်းခွဲတက်လေးတွေဖွင့်လှစ်ဖို့ရှိပါတယ်။စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ကတော့တင်တဲ့ကြောင်းကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။